PKA International School Founder မခိုင်ဟင်းပါအရင်ဆုံးတော့အမက teacher IV ကိုစတည်ရပါ teacher IV နဲ့အမရန်ကုန်က Academic Management သင်တန်းတစ်ခုမှစတည်ပြီးတော့တွေ့ခဲ့ရပါတော့အဲ့အနေနဲ့ဒီ teacher IV ရဲ့အကြောင်းလေးကိုသိခဲ့ရပါပေါ့ဟုတ်အမကပြောရရင် teacher IV ရဲ့ဒီဆရာအောင်ထက်ခန့်ပေါ့နှစ်ယောက်လုံးရဲ့ fan ပါညီမလေးအဲ့တော့သူတို့နှစ်ယောက်ဆရာရဲ့ဒီ short video လေးဆိုလို့ရှင်လည်းအမ TikTok မှာ Facebook မှာကြည့်ပြတယ် IV အကြောင်းလည်းပထမဝင်ကြည့်ပြတယ်အဲ့အနေနဲ့ teacher ဒီသင်တန်းကိုdeclare လုပ်တဲ့အခါမှာအမဒီ teacher အတွက်ကို training ပေးနေတာနဲ့ခေါ်ပြီးဖိတ်ကြားပြတာပါလက်ရှိ training ကိုအမအရင်စိတ်ကြည်နေပါတယ်ဘာလို့ဆိုတော့မနေ့ရတယ်ဟိုပဲမနေ့ကညရတယ်အမချင်းမဲ့မှာအကုန်လုံးကျင်ဒီ feedback တွေပြန်ရတဲ့အခါသူတို့ကအရင်ကိုဒီသင်တန်းပုံမှာအရင်စိတ်ပျော်ရွှင်ခြင်းနဲ့ကြာပြီးတော့သူတို့လည်း motivated ဖြစ်လာလို့ခံစားရတာဖြစ်တဲ့အတွက်အမဒီသင်တန်းကိုအများကြီးကြည့်နေပါတယ်ဟုတ်တေချာဘက်လုပ်ပြီးမှာပါဘာဖြစ်လို့လဲဆိုတော့အမဒီ teacher တွေအတွက်ကို development တွေအတွက်ကိုအမအမြဲ support ပေးနေတဲ့ founder တယောက်ဖြစ်တဲ့အတွက်ပြီးတော့ဒီ IV ကိုလည်း IV Institute ကိုလည်းရင်းနှီးကြည့်ရဖြစ်တဲ့အတွက်အမနောက်တစ်ခေါက်လည်းခေါ်ပြမှာပါတေချာပါရှင်